မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ရဲတပ်ဖွဲ့တွေကစကားသံအစီအစဉ်အနေနဲ့ရဲတပ်ဖွဲ့ဝင်တဦးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကမိထီလာအမှတ်35လုံခြုံရေးရဲတပ်ဖွဲ့ခွဲကရဲတပ်ဖွဲ့ဝင်တဦးပါကျွန်တော်တို့တက်ကရဲ4913ညယာယီတပ်ဖွဲ့ခွဲမှုဒုတိယရဲမှုကြီးအောင်မြင့်မြတ်ရဲ့လက်စားမှုတပ်ဖွဲ့ဝင်တွေအပေါ်ခွဲခြားဆက်ဆံမှုတွေကိုဒေါနာ TV ကတဆင့်အများသိအောင်ချပြပေးပါလို့ကျွန်တော်တောင်းဆိုပေးရစီကျွန်တော်တို့တက်ကို2024ခုနှစ်8လပိုင်းမှာတရင်မူဒုတိယရဲမှုကြီးအောင်မြင့်မြတ်ပြောင်းလာခဲ့ပါတယ်။ပြောင်းလာကားစားမှာပဲတက်အတွက်လိုအပ်တဲ့အရာမှန်သမျှကိုအကုန်ကောင်းအောင်ပြုလုပ်ပေးခဲ့ပါတယ်။ရေအပြင်တလားတစ်ခါပြုလုပ်တဲ့ဒါဘာအစည်းအဝေးမှာလည်းစံစီဟင်းသီးဟင်းရွက်စတာတွေကိုထောက်ပံ့ပေးပါတယ်။ဒါတွေကြောင့်ကျွန်တော်တို့တရင်မူကောင်းတယ်ဆိုပြီးဝမ်းသာလို့မဆုံးဘူး။သူ့ရဲ့လက်စားမှုတွေကိုဖုံးဖို့တက်ကိုကောင်းအောင်လုပ်ပေးနေတယ်ဆိုတာကိုကျွန်တော်တို့နောက်မှသိလိုက်ရပါတယ်။ကျွန်တော်တို့တက်မှာကျဲတက်စုံညနိုးသူထွန်းညိုလူမန်းလေးနာပေါက်ဆိုပြီးဂိတ်လေးဂိတ်ရှိပါတယ်။ဂိတ်တွေကိုအရင်ကရဲဘော်တယောက်ကို3လတစ်ခါ2လတစ်ခါအလဲကျသွားရပါတယ်။အခုနောက်ပိုင်းမှာတရင်မှုကိုပတ်စံပေးနိုင်တဲ့သူကသွားရပါတယ်။ကျွန်တော်တို့တက်မှာပတ်စံအရာဆုံးဂိတ်ကကျဲတက်စုံဂိတ်ပါ။ကျဲတက်စုံ15ရက်တက်ရရင်ရဲဘော်တယောက်ကို330အနည်းဆုံးရပါတယ်။အဲ့ဒီအရာဆုံးကျဲတက်ဆောင်ဂိတ်ကိုလည်းတရင်မှုရဲ့လက်သက်မွေးတစ်ပည့်အဓိကရဲတပ်သားဖြူလေးမျိုးမင်းတို့ဆိုအဲ့ဂိတ်ကပြန်ရတယ်ကိုမရှိပါဘူး။ဘာလို့ဆိုသူတို့ရတဲ့3ပုံ2ပုံကိုတရင်မှုကိုပေးနေလို့ပါပဲ။အဲ့ဒီလိုပေးနိုင်တဲ့ရဲတပ်သားဖြူလေးမျိုးမင်းတို့ဆိုတပ်ဖွဲ့ဝင်တယောက်ထမ်းဆောင်ရမယ့်တာဝန်တွေလည်းဘာတစ်ခုမှမလုပ်ရပါဘူး။ဒါအပြင်ဂိတ်ကိုပတ်စံပေးထားတယ်ဆိုပြီးဂိတ်လဲမထိုင်တက်မှလည်းမနေဘသူခွင့်ပြုချက်မှမယူပဲကားတစ်စီးနဲ့လဲပတ်လျှောက်သွားနေကြပါတယ်။ကျွန်တော်တို့ဘာပတ်စံမှမပေးတဲ့ကောင်းနေကြတော့ခွင်လည်းမပေးဂိတ်လည်းကိုယ့်လက်ရောက်တာတော့တရင်မှုအသေးဝင်နေနဲ့ရဲတပ်သားစုဆောင်းနိုင်တဲ့သူတွေကပဲဂိတ်သွားလိုက်နောက်တန်းမှာ15ရက်လောက်အယောင်ပြလိုက်နဲ့အစင်ပြေနေကြတာကျွန်တော်တို့ကြငတ်တလဲပြတ်တလဲပါပဲ။ပုံမှန်တရင်မှုတယောက်ရဲ့ဝင်ငွေက9သိန်းကျော်ပါ။ဒါပေမဲ့သူ့ရဲ့ဝင်ငွေကတစ်လ300ကျော်အထက်မှာပါပဲ။ကျွန်တော်တို့ဂိတ်တွေက15ရက်တစ်ခါချိန်ပါတယ်။အဲ့ဒီ15ရက်တစ်ခါမှာသူ့အတွက်တရင်မှုကြီးဆိုပြီးကျွတ်တက်ဆုံဆို10သိန်းမန္တလေးနှာပေါက်လဲ10သိန်းညနိုးသူ3သိန်းထွန်းညိုလူ2သိန်းဆိုပြီး15ရက်တစ်ခါပေးကြရပါတယ်။ဒါအပြင်တရင်မှုလက်သက်မွေးတွေကတယောက်ကိုသူတို့ရတဲ့အထက်က3ပုံ2ပုံပေးရပါတယ်။နောက်ပြီးသူအခုလက်ရှိထိုင်နေတဲ့မုံရွာမှာလဲထုံနီးတူပဲပေးကြရပါတယ်။မုံရွာမှာလဲဂိတ်နှစ်ဂိတ်ရှိပါတယ်။မအူဂိတ်3000ချွန်းဂိတ်ဆိုပြီးပါ။အမှလည်းသူ့ကိုပတ်စံပေးနိုင်တဲ့ကောင်ကပတ်စံအရာဆုံး3000ချွန်းကိုသွားရပြီးပတ်စံမပေးနိုင်တဲ့ကောင်က